ကောင်မလေးကမတော်တဆကလတ်ထိုင်ပေါ်ကော်ရီမောက်မိသွားပါတယ်အဲ့ဒီကလတ်ထိုင်ကကျောင်းကလူဆိုးကောင်ရဲ့နေရာဖြစ်နေတာကြောင့်အားလုံးကြက်တေသွားကြတာပေါ့ဘာမှမသိတဲ့ကောင်လေးရောက်လာပြီးချက်ချင်းပဲဝင်ထိုင်လိုက်ပါတယ်ကောင်မလေးကချက်ချင်းဝင်ခံမလို့လုပ်ပေမဲ့သူ့ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာပေးကြောင့်တတိတွေပျောက်သွားရပါတယ်စာတင်ချိန်တစ်လျှောက်လုံးကောင်မလေးခများစိုးရိမ်ပူပန်နေရပါတယ်ကျောင်းစင်းကောင်းလောင်းထိုးတော့တောင်းပန်ဖို့ဆုံးဖြတ်လိုက်ပေမဲ့ဆရာမကကောင်လေးကိုရုံးခန်းစီခေါ်လိုက်ပါတယ်သူထလိုက်တဲ့အချိန်မှာကလတ်ထိုင်နဲ့ကတ်နေမှန်းတိလိုက်ရပါတယ်အတင်းယုံထွက်ဖို့ကြိုးစားပေမဲ့မရတော့ပဲစပြီးထိတ်လန့်လာပါတော့တယ်စပွဲနဲ့ကလတ်ထိုင်ကိုလက်နဲ့ဖိပြီးဘောင်းဘီကိုအားကုန်ဆွဲလိုက်တဲ့အခါအဝတ်စုပ်ပြဲတန်ထွက်လာပါတယ်အားလုံးမျက်လုံးပြူးသွားကြပြီးသူ့တိတ်ခါလဲစုပ်ပြတ်တက်သွားပါတော့တယ်ဒီလိုအဆက်ကွဲပြီးနောက်မှာကောင်လေးကကြောင်းပြောင်းရင်ကောင်းမလားလို့တွေးမိပါတယ်အတန်းတဲ့ကိုဘောင်းဘီတို့ဝစ်လာရပြီးစဉ်းစားလေဒေါသထွက်လေဖြစ်ကခဲတံကိုစပွဲနဲ့ရိုက်ပြီးထပ်ပိုင်းရှုပ်ပစ်လိုက်ပါတယ်ကောင်မလေးလဲကြောက်လန့်ပြီးလေဘင်းကိုအုပ်ထားမိပါတယ်သူ့အနာကလည်းဒီလိုပဲအချိုးခံရမလားဆိုပြီးကြောက်နေတာလေစိတ်တည်ငြိမ်အောင်လို့အယုတ်ကောက်ဆက်စီတွားလိုက်ပေမဲ့ပတ်စံကုန်တဲ့အထိဝက်ဝင်ဖြူလေးကိုမရလိုက်ပါဘူးစိတ်ပြက်ပြီးဆက်ကိုကန်ကြောက်လိုက်တဲ့အချိန်မှာပဲတယောက်ကသူ့ကိုလှမ်းခေါ်လိုက်ပါတယ်မနက်ကကောင်လေးဖြစ်နေတာပါသူကဆက်ကိုပြင်ပေးပြီးနည်းနည်းစုကဆက်ပေးနဲ့ထွက်သွားပါတယ်ဒါပေမဲ့ကောင်မလေးပြန်ကြည့်လိုက်တော့ဝက်ဝင်ဖြူလေးကဆက်အပြင်ရောက်နေတာတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာတော့ကောင်လေးကထင်တယ်လို့မစိုးဘူးလို့သူတွေးမိသွားပါတော့တယ်